ညီကိုမောင်နှမများအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်ခါတိုင်းနေ့လိုပဲခြေတော်လေးတွေ4000ခွက်ပြန်ကွက်မယ်4000ခွက်ကွက်မယ်ပေါ့နော်4000ခွက်ကိုကျွန်တော်ဒီနေ့ဘာဝင်မြပေးမယ်ဆိုကျွန်တော်ကဒီညာလက်သီးထိုးတဲ့စနစ်ကလေးကိုဝင်မြပေးမှာဖြစ်ပါတယ်ညာလက်သီးထိုးတဲ့စနစ်ဆိုတာကကျွန်တော်ညာလက်သီးအားနဲ့ထိုးတဲ့စနစ်မဟုတ်ဘူးနော်လက်ကလေးတင်မယ်စိတ်ကလေးတွေလျှော့ထားမယ်အားနဲ့ထိုးတဲ့စနစ်မဟုတ်တော့ဖြည်းဖြည်းချင်းသွားမှာလက်ကလေးနဲ့စိတ်ကလေးလျှော့ဖြည်းဖြည်းချင်းသွားပြီးတော့ကျွန်တော်လည်းမကြည့်လိုက်တေချာကြည့်ပါဟုတ်လားညာလေးတီးသွားတယ်နောက်ချီပြားလေးထောင်ထားတယ်ရှေ့တူးလေးနည်းနည်းကူးရတယ်နောက်ချီပြားထောင်ထားတယ်နောက်ချီပြားကချီမရဲ့ချီညူရဲ့ချီကလေးကိုအဓိကထားပြီးကန်ထားတာပေါ့တွန်းကန်ထားပြီးထောင်ထားတာအဲ့တိုင်းလေးကျွန်တော်သွားမှာအဲ့မှာတစ်တာလေးဖြည်းဖြည်းချင်းသွားအားတဲ့ထိုးမထိုးဘူးဆိုတာကအားနဲ့ထိုးလိုက်ရင်ဘာဒီမားသွားနိုင်လဲဆိုလို့ချင်းကျွန်တော်တို့ကဟိုလက်ခါသွားတာရမ်းသွားလို့ရှိရင်ဒီလက်တန်းတို့ဘောင်းနဲ့ထိသွားလက်တန်းတွေပါကျိုးသွားနိုင်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ကဒီအားနဲ့မထိုးသေးဘူးအားနဲ့ထိုးအဓိကကျွန်တော်တို့ရဲ့ထိချက်ကလက်ညှိုးနဲ့လက်ကလေးနှစ်ခုတည်းပဲလေအဲ့တော့အားနဲ့မထိုးဘဲနဲ့ဖြည်းဖြည်းချင်းစနစ်မှန်ပြီဆိုမှကျွန်တော်အားတဲ့ထိုးမှမိတ်ဆွေတို့အကောင်းဆုံးဖြစ်မှာဆိုလို့ကျွန်တော်ကအားနဲ့ထိုးတဲ့စနစ်ကိုနောက်မှတင်ပေးတာဖြစ်ပါတယ်ကျွန်တော်ခြေထောက်လေးကလည်း4000ကွက်ထဲနဲ့ထွက်မသွားဘူးလက်ကလည်းတဒန်းနဲ့ခြေထောက်နဲ့တဒန်းနဲ့ထားရမယ်ခြေတူးကနည်းနည်းလေးညွန့်တာဘယ်လောက်ထိုးရမလဲဆိုရင်မိတ်ဆွေတို့က50ထိုးမယ်နည်းနည်းကြာကြာလေးနားမယ်50ထိုးမယ်နည်းနည်းကြာကြာ56ခါပြည့်အောင်ထိုးရပါမယ်မိတ်ဆွေထိုးစီခြင်းနဲ့ပေါ့နော်ထိုးရမယ်ပြောတာမထိုးစီခြင်းနဲ့ဒါမှလည်းမိတ်ဆွေတို့ကဒီညာလက်သီးကိုထမင်းစားရည်တော့လောက်မိတ်ဆွေတို့ကောင်းကောင်းထိုးရက်သွားမယ်လို့ကျွန်တော်ရေးအာမခံပါတယ်ဟုတ်လားခါတိုင်းလို့100ထိုးရင်လက်ညောင်းနေမှာဆိုလို့နော်မိတ်ဆွေတို့အားလုံးတရားကြည့်ပါအားလုံးညီကိုမောင်နှမအားလုံးကျေးဇူးတင်ပါတယ်